အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်ကတော့ဒီ Agribusiness Knowledge Channel ကနိုင်ဟုတ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တဲ့အကြောင်းအရာကတော့တောင်သူတွေဒါပေါ့နော် AI ကိုပိုင်နိုင်သုံးတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့စိုက်ပျိုးပညာရှင်တွေအိမ်ပြန်အိတ်လို့ရမလားဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ဆိုတော့ဒီဟာနည်းနည်းလေးတော့ကျွန်တော်တို့နည်းနည်းဟိုဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒါလေးကျွန်တော်ဆင်လက်ဆွေးနွေးကြအောင်ပေါ့နော်ဆိုတော့ခုခက်ကကျွန်တော်တို့ဒီ smartphone တစ်လုံးရှိဆိုကျွန်တော်တို့ ChatGPT လို AI တွေနောက်တစ်ခု Gemini AI တို့ Cloud AI တို့တွေကိုမိပြီးတော့မှစပါရွက်လက်ကိုပါစီဖြန်းရမလဲမြေဘဲကိုဆိုလဲပါမြေဩဇာတွေကျွေးတင်လဲစားရဟာကျွန်တော်မေးလိုက်တာနဲ့ကျွန်တော်တို့ကစက္ကန့်ပိုင်းနဲ့ဖြစ်ထွက်နေပြီပေါ့နော်ဆိုတော့ဒီလိုမျိုးဒီအများကြီးအခါကျတော့ကျွန်တော်တို့ဆေးပြတက်ခဲ့ကြတယ်ကျွန်တော်တို့ဆေးပြចောင်းစင်းတွေပေါ့နော်ចောင်းစင်းတွေကဒီပေါင်းများဆိုကျွန်တော်သင်ခန်းစာတွေနဲ့ကျွန်တော်ဆေးပြပညာရှင်တို့ကျွန်တော်ခံယူထားတဲ့ဒီ economist ရဲ့အခန်းကဏ္ဍတော့တကယ်တော့ပြီးဆုံးသွားပြီလားပေါ့နော်မလိုအပ်တော့လားစသဖြင့်ပေါ့လေကျွန်တော်တို့ extension လောက်ကကြီးကခမဖြစ်တော့မှလားပေါ့နော်အဲ့ဒါလေးကျွန်တော်တို့ဆွေးနွေးချင်ပါတယ်ဆိုတော့ AI ကတစ်ဖက်ကနေကြည့်မယ်ဆိုအကုန်သိတယ်အကုန်အချင်းကုန်ခံပညာရှင်တွေစောင့်နေနေတော့ဆိုတဲ့ဟာကျွန်တော်တို့ပြောတယ်ပေါ့နော်ကျွန်တော် AI ကိုပဲမေးမယ်ကျွန်တော်တို့ဆိုပေမဲ့လည်းပဲကျွန်တော်ရေဘူးရအချက်လက် theory က AI တွေကတော့သိတယ်ပေါ့နော်ဒါပေမဲ့ AI ကကိုယ့်ရဲ့ခြံဝန်းတဲ့အချင်းတွေတော့မသိဘူးပေါ့နော်ဒါပေမဲ့ကိုယ် AI ကိုကျွန်တော်ဘယ်လိုသုံးမလဲဆိုရင်စီးပွားရေးရာအတွက်ချခိုက်တဲ့ဟာတွေကျွန်တော်လက်တွေ့ချက်သေးတယ်သွားမလာမမြင်နိုင်ဘူးကျွန်တော်တော့ဒီအပေါ်ရန်လေးပြောပြမယ်ပေါ့နော်နောက်တစ်ခုဆိုတော့အဖြစ်ရရှင်းတယ်ကျွန်တော်တို့ AI တွေကဆေးပြပညာရှင်တွေကိုဘယ်တော့မှအစားထိုးမှာမဟုတ်ဘူးဒါပေမဲ့ AI ကိုနီးပညာကျွန်းကျွန်တော်သုံးချတတ်တဲ့ဆေးပြပညာရှင်တွေကတော့နီးပညာကြောခိုင်းထားတဲ့ပညာရှင်တွေကိုသိချဖို့အစားထိုးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ AI နဲ့ပတ်သက်ပြီးကျွန်တော်မြန်မာစာတချို့မသိသေးဘူးပေါ့နော်ဒီတချို့ AI နဲ့မသိသေးဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော် Gemini AI နဲ့ကျွန်တော်တို့စမ်းပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ခဏလေးကျွန်တော်ဆောင်ပေးပါဆိုတော့ okay ဆိုတော့ကျွန်တော်တို့ကဘယ်လိုမေးမလဲပေါ့နော်ဆိုတော့တောင်သူတွေက AI သုံးတတ်အောင်ကျွန်တော်တို့Gemini ဆိုတာသိမှထင်ပါနော်ကျွန်တော် Google Gmail ပေါ့နော်တခုရှင်ကျွန်တော်တို့ Gemini ဖွင့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖွင့်ပြပါမယ်ဆိုတော့ကျွန်တော်တို့ Gemini မှာကျွန်တော်တို့မေးလို့ရတယ်ပေါ့နော် Okay ဆိုတော့ကျွန်တော် live နဲ့ကျွန်တော်မေးကြည့်လိုက်မယ်နော် Hello Gemini do you understand Burmese language or can you speak Burmese language はいビルマ語は理解できますし話すこともできますよ何かお話ししたい Sorry ဂျပန်ဖြစ်သွားတယ်မြန်မာစကားနားလေလားမြန်မာစကားနားလေလားはいビルマ語はわかりますよ何かお話 မဟုတ်ဘူးလေမြန်မာစကားနားလေလားလို့ Gemini ရေမြန်မာစကားပမာစကားပြောနေတာはいミランマ語はわかりますよお話ししたいことがありますか No it is not Japanese I mean can you speak Burmese はいビルマ語は話すことはできますお話ししたいことがあれば Kinda sorry ပါHello Gemini မင်္ဂလာပါမင်္ဂလာပါဗာများအကူအညီပေးရမလဲခင်ဗျာ Okay ကျွန်တော်ကတောင်သူတယောက်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့တောင်သူတယောက်ပါအဲ့တော့ကျွန်တော်ကိုဒီစိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးသမျှဖြေပေးနိုင်မလားဟုတ်ကဲ့ရပါတယ်ခင်ဗျာစိုက်ပျိုးရေးနည်းပညာနဲ့ပတ်သက်ပြီးကျွန်တော်သိသလောက်အကုန်လုံးဖြေပေးပါမယ်ဘာတွေသိချင်လို့လဲခင်ဗျာဆိုတော့ကျွန်တော်မေးချင်တာကပေါ့နော်ဆိုတော့မြန်မာစိုက်ပျိုးရေးလုပ်ငန်းကိုဒီ Gemini အနေနဲ့ဘယ်လောက်ထိသိထားလဲပေါ့နော်မြန်မာနိုင်ငံရဲ့စိုက်ပျိုးရေးအကြောင်းကိုတော်တော်များများသိထားပါတယ်ခင်ဗျာဥပမာစပါးပဲမျိုးစုံစီထွက်သီးနှံတွေကအဓိကစိုက်ပျိုးတဲ့သီးနှံတွေဖြစ်တာတော့အေယာဝတီမျိုးဝေကျွန်းပေါ်ဒေသလိုစံစပါးစိုက်ပျိုးမှုကောင်းတဲ့နေရာတွေအကြောင်းလို့နောက်ပြီးရာသီဥတုပြောင်းလဲမှုနဲ့ဈေးကွက်စိန်ခေါ်မှုတွေကြုံနေရတာတွေအကြောင်းကိုသိထားပါတယ်ခင်ဗျာတောင်သူကြီးအနေနဲ့ဘယ်အကြောင်းအရာကိုပို့ပြီးအသေးစိတ်သိချင်တာလဲခင်ဗျာ ဟုတ်ကဲ့
ဆိုတော့ကျွန်တော်ကဥမာစပါးဆိုင်တဲ့တောင်သူပေါ့ဆိုတော့ကျွန်တော်အနေနဲ့အခုကတက်မီဩစာတွေအရန်စေးတဲ့နေတယ်လေနောက်တစ်ခုကျွန်တော်ဒီနီးပညာနဲ့ပတ်သက်လဲကျွန်တော်ကနည်းနည်းလက်လန်းမမီတဲ့ခါကျတော့ကျွန်တော်ဘလို့နီးလန်းလေးနဲ့ကျွန်တော်ဒီစပါးဆိုင်အထွတ်တူအောင်စိုက်တာမျိုးတွေကျွန်တော်လုပ်တင်လဲလို့အချမ်းလေးပေးပါအောင်ဟုတ်ကဲ့ပါကလေးစပါးထွန်းတုံတူနီးပညာတွေတော်တော်များများရှိပါတယ်ဥပမာမျိုးစေ့ကောင်းတွေသုံးတာစိုက်ပျိုးနီးစနစ်တွေကိုပြောင်းလဲတာမြေစွားကိုစနစ်တကျသုံးတာမျိုးတွေပါတောင်သူကြီးအနေနဲ့ဘယ်နေရာမှာပို့ပြီးအခက်ခဲကြုံနေရလဲခင်ဗျာကျွန်တော်ကရာသီဥတုပြောင်းလဲတဲ့အချိန်မှာကျွန်တော်စပါးမြုပ်သွားတာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခုကျွန်တော်ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်ဓာတ်မြေဩဇာကျွန်တော်မဝယ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘလို့နီးလန်းလေးတွေကျွန်တော်သုံးသင့်လဲဆိုတာလေကျွန်တော်ပထမဆုံးပြောပြပေးပါရာသီဥတုပြောင်းလဲမှုကြောင့်စပါးမြုပ်တာနဲ့ဓာတ်မြေစွားမဝယ်နိုင်တဲ့အခက်အခဲတွေကတော်တော်များများကြုံရတဲ့ပြဿနာတွေပါဗျာစပါးမြုပ်တာအတွက်ဆိုရင်ရေတံခံနိုင်တဲ့စပါးမျိုးတွေကိုစိုက်ပျိုးဖို့စဉ်းစားသင့်ပါတယ်နောက်ပြီးမြောင်းတွေဖောက်တာရေနှုတ်မြောင်းစနစ်ကောင်းအောင်လုပ်တာတွေကလည်းအထောက်အကူဖြစ်စေပါတယ်ဓာတ်မြေစွားမဝယ်နိုင်တာအတွက်ကြတော့သဘာဝမြေစွားတွေဖြစ်တဲ့နွားချီကွန်ပို့စ်တို့ကိုကိုယ်တိုင်လုပ်ပြီးသုံးစွဲနိုင်တယ်လို့ပဲမျိုးစုံနဲ့သီးလက်စိုက်ပျိုးတာကလည်းမြေစီလွှာကိုပြန်ကောင်းစေပါတယ်ခင်ဗျာဒီအချက်တွေကဘယ်ဟာကိုပို့ပြီးအသေးစိတ်ဆွေးနွေးကြလဲဗျာဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်တီးလှဲ့ဆိုင်မယ်ပေါ့နော်တကယ်မြေပြင်မှာကျွန်တော်တီးလှဲ့စိုက်ပျိုးခြင်းနဲ့ဆိုရင်ကျွန်တော် ARD တိုင်းဒေတာကြီးအနေနဲ့ပေါ့နော်ဘယ်လိုတီးလှဲ့စိုက်ပျိုးနည်းကိုကျွန်တော်သုံးသင့်ပါတယ်လဲARD တိုင်းဒေသကြီးမှာတီးလှဲ့စိုက်ပျိုးမယ်ဆိုရင်မိုးစပါးရိတ်သိမ်းပြီးချိန်မှာပဲမျိုးစုံဥပမာမတ်ပဲဒီဇိန်းဒါမှမဟုတ်စီထွက်သီးနှံဥပမာမြေပဲနေကြစတာတွေကိုစိုက်ပျိုးတင်ပါတယ်ဒီလိုစိုက်ပျိုးတာကမြေစီလွှာကိုပြန်ကောင်းစေပြီးဓာတ်မြေစွားသုံးစွဲမှုကိုလည်းရောနှီးစေပါတယ်ခင်ဗျာတောင်သူကြီးရဲ့မြေပြင်အနေထားအရဘယ်သီးနှံကိုပို့ပြီးစိုက်ပျိုးခြင်းလဲဗျာဟုတ်ကဲ့ပါဆိုတော့လောလောဆယ်တော့ကျွန်တော်ထမေးချင်တာလေးကဒီစပါးနဲ့မပတ်သက်ဘူးပေါ့နော်ဆိုရင်ကျွန်တော်ဒီ ARD တိုင်းဒေသကြီးအတွက်ကျွန်တော်ဒီ12လရာသီမှာပေါ့နော်ဘလို့သီးနှံတွေကိုကျွန်တော်စိုက်ရင်ကျွန်တော်တော့ဝင်ငွေရတွက်ချအကိုက်ဆုံးဖြစ်ပြီးတော့မှအများဆုံးရမလဲဆိုတာလေးလဲကျွန်တော်အကြံပေးပါအောင်နော်ARD တိုင်းဒေသကြီးမှာ12လရာသီပတ်လုံးဝင်ငွေကောင်းတဲ့သီးနှံတွေစိုက်ပျိုးခြင်းတော့ဟင်းသီးဟင်းရွက်နဲ့တစ်သီးဝလံတွေကအလားအလာကောင်းပါတယ်ခင်ဗျာဥပမာငရုတ်ခရမ်းကျင်ဖယဲသီးသခွားသီးတို့လိုမျိုးဒေသတွင်းဈေးကွက်မှာဝယ်လူအားများတဲ့သီးနှံတွေပေါ့နောက်ပြီးအုံငှက်ပြောတို့လိုမျိုးနှစ်ရှည်ပင်တွေကလည်းပုံမှန်ဝင်ငွေရအောင်ထောက်ပံ့ပြုနိုင်ပါတယ်တောင်သူကြီးအနေနဲ့ဘယ်သီးနှံမျိုးစာကိုပို့ပြီးစိတ်ဝင်စားလဲဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်နောက်နေ့မှပြန်မေးပါတော့မယ်နော်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့ပါတောင်သူကြီးခင်ဗျာနောက်ထပ်သိချင်တာတွေရှိရင်လည်းအချိန်မျိုးပြန်မေးလို့ရပါတယ်အောင်မြင်တဲ့စိုက်ပျိုးရေးရာသီဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာဟုတ်ကဲ့နော်ဆိုတော့မြင်တဲ့အတိုင်းပဲတော်တော်လေးတော့ပြောနိုင်တယ်ပေါ့ဆိုတဲ့အခါကျတော့ကျွန်တော်တို့က AI ကိုဘယ်လိုသုံးရမလဲကျွန်တော်တို့ဒီ AI သုံးနေတာတည်သွားမယ်မေးတတ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့ဆေးအကြောင်းတွေကျွန်တော်တို့မေးလို့ရမယ်အစရှိသဖြင့်ပေါ့နော်ကျွန်တော်အခက်ခဲလည်းပဲကျွန်တော်တို့မိုးလေဝသအခြေအနေရာသီဥတုအခြေအနေလေးတွေကျွန်တော်တို့နှရှိလာများ data ကျွန်တော်တို့မှာဒီသတင်းချက်လက်ရှိဆိုမေးလို့ရတယ်ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ဒီ AI သုံးနည်းလေးကိုကျွန်တော်ဆက်ပြီးတော့မှကျွန်တော်လေ့လာပြီးတော့နောက်ပိုင်းကျရင်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာကျွန်တော်ပြန်တင်ပေးတော့ပါမယ်ဆိုတော့ဒီနေ့ကတော့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျွန်တော်ရဲ့ channel လေးလည်း subscribe လုပ်တော့ပါအောင်ဗျာ